အခုလုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးခံစားချက်ရှိလဲဒီအလုပ်ကကိုယ့်အတွက်ဂုဏ်ယူစရာတစ်ခုလားဒါမှမဟုတ်တခြားသူတွေကိုတိတ်မပေါ်ပြချင်တဲ့အရာတစ်ခုလားပေါ့ဆိုတော့လေဒီနေ့မှာတော့အဲ့ဒီအလုပ်ဂုဏ်မာနဆိုတဲ့အရာတွေနဲ့အဲ့ဓာတွေကကျွန်တော်တို့ရဲ့အနာဂတ်ကိုဘယ်လိုများပုံဖော်ပေးနေတယ်လဲဆိုတာကိုတစ်ချက်လောက်ဆန်းစစ်ကြည့်ကြရအောင်တခါလီစဉ်းစားကြည့်ဘူးကြမှာပါလူတွေကဘာလို့များကိုယုံကန်ခေရတဲ့အတိတ်ကိုကြတော့ခြံထားခဲ့ပြီးတော့မှအောင်မြင်မှုတွေပဲရွေးပြီးချပြချင်ကြတာလေနော်အောက်ခြေဘဝကနေစခဲ့ရတဲ့ဆိုတာကိုဘာလို့ဖုံးကွယ်ထားချင်ကြတာပါလေအဲ့ဒီမိကွန်းကပဲဗျာကျွန်တော်တို့ကိုပထမဆုံးအချက်စီကိုခေါ်သွားတော့မှာပါအဖြေကတော့ရှင်းပါတယ်လူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေကြောင့်ပေါ့အဲ့ဒါကပဲကျွန်တော်တို့ရဲ့ပထမဆုံးအပိုင်းဖြစ်တဲ့ဖုံးကွယ်ထားတဲ့ရုံးကမှုဆိုတဲ့ခေါင်းစဉ်ရဲ့အဓိကချက်ပါပဲဆိုတော့အမြဲတမ်းအောင်မြင်နေတီအောင်ဟန်ဆောင်နေရတဲ့ဖိအားတဲ့အကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြတာပေါ့ဒါကလေတော်တော်များများကြုံမှုကြမဲ့ခန်းစားချက်တစ်ခုပါကိုလို့နေတဲ့အလုပ်ကိုတခါတလေကြာရှက်စိတ်ဝင်တတ်ကြတယ်အထူးသဖြင့်စာပွဲထိုးတာတော့ပစ္စည်းပို့တာတော့လိုမျိုးအောက်ခြေကနေစားရတဲ့အလုပ်တွေဒါမှမဟုတ်ကာယပင်ပန်းရတဲ့အလုပ်တွေဆိုရင်ပို့ပြီးတော့မှအဲ့ဒီစိတ်ကဝင်လာတတ်ပါတယ်အဲ့ဒီဖိအားကပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့ဘဝထဲကိုဝင်လာတာဗျာဥပမာလူရှိသူရှိမှာဆိုရင် project manager တို့ဘာလို့လိုမျိုးခေါင်းစဉ်လက်လော့အလီတွေနဲ့ပဲညီချင်ကြတယ်တကယ်တမ်းရုန်းကန်နေရတဲ့အပိုင်းတွေကိုတော့ဖုံးကွယ်ထားပြီးတော့အဖြစ်အနာစာမရှိတဲ့ပုံရိပ်တစ်ခုကိုပဲချဖြောက်ကိုစ조사နေကြတာပေါ့ဒါပေမဲ့တစ်ချက်လောက်ရက်ပြီးစဉ်းစားကြည့်အောင်လေကျွန်တော်တို့ရှက်တယ်လို့ထင်နေတဲ့အရာတွေကတကယ်ရောရှက်စရာကောင်းရဲ့လားဒါမှမဟုတ်တကယ်ရှက်စရာကတခြားတနေရာမှာများရှိနေတာလားကဲဒီဘက်မှာအဲ့ဒီအကြောင်းကိုပဲဆွေးနွေးကြည့်ကြအောင်ဒီရီယာမှာလေတွေးခေါ်ပုံကိုနည်းနည်းပြောင်းပြန်လှန်ကြည့်ဖို့လိုလာပြီဆိုတော့တစ်ဖက်မှာလူတွေကရှက်စရာကြီးလို့ထင်နေကြတဲ့ရိုးသားတဲ့အလုပ်တွေရှိရဲဥပမာဈေးရောက်တာတော့ကိုပိုင်လုပ်ငန်းသေးသေးလေးတစ်ခုစတာလိုမျိုးပေါ့ဒါပေမဲ့တကယ်ရှက်စရာကောင်းတာကအဲ့ဒါတွေမဟုတ်ဘူးဗျာတကယ်ရှက်တရားဆိုတာကသူများထင်ကြီးအောင်ဟန်ဆောင်နေတာကိုယ့်ဘဝမှာပါတိုးတက်မှုမှမရှိပဲတနေရာထဲမှာရက်တန်နေတာပြီးတော့အဲ့ဒီမာနာတူကြောင့်ရှေ့မဆက်နိုင်ပဲဖြစ်နေတာတွေအဲ့ဒါတွေကမှတကယ်ရှက်စရာပါဒါကြောင့်မလို့အဓိကကျတဲ့အချက်ကဒါပါပဲကိုချီတော့ဖို့ကိုရက်တီဖို့အတွက်ရိုးရိုးသားသားစူးစမ်းလောက်ကင်နေတဲ့ဘယ်လို့မဆိုလုံးဝရှက်စရာမဟုတ်ပါဘူးအဲ့ဒီမာနတုဆိုတဲ့တရားကပဲဗျာကျွန်တော်တို့ရဲ့တိုးတက်မှုလမ်းကြောင်းကိုအကြီးအကျယ်ကိုပိတ်ဆို့ထားတတ်တာဆိုတော့ဒီဘိုင်းမှာတော့အဲ့ဒီမာနနဲ့တိုးတက်မှုကဘလို့များထိတ်တိတ်တွေ့ကြတယ်လဲဆိုတော့ကိုတစ်ချက်ကြည့်ကြအောင်ဒီချက်ကိုလေသူတို့လေးထိထိမိမိပြောထားတဲ့စကားတကုံးရှိတယ်မာနဆိုတာထမင်းစားလို့မရဘူးတဲ့ဟုတ်တယ်နည်းနည်းတော့ကျန်းတယ်ဒါပေမဲ့တကယ်မှန်နေတာပဲလက်တွေ့ဘဝမှာလေမာနဆိုတာဘာမှအထုံးမဝင်ပါဘူးအဲ့ဒီမာနကကိုယ့်ရဲ့စာဝတ်နေရေးကိုလာဖြည့်ရှင်းပေးမှာမဟုတ်ဘူးလေသူများအမြင်ကိုကိုယ့်ရဲ့ရလက်ထပ်ပိုးပြီးဦးစားပေးဖြစ်သွားစေတယ်ကိုယ့်ရဲ့တကယ်အရေးချင်းတွေကိုတောခတ်ထားတယ်လို့ဖြစ်စေတယ်ပြီးတော့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ကိုယ့်အလုပ်ကိုအထင်သေးနေတဲ့သူတွေကကိုယ့်ရဲ့လက်စင်းကုန်ကြစိတ်တွေကိုဘယ်တော့မှလာရှင်းပေးမှာမဟုတ်ဘူးဆိုတာပါပဲဟုတ်တယ်မလားကဲကောင်းပြီအဲ့ဒီမာနာတို့ကိုဘေးဖယ်ထားနိုင်ပြီဆိုရင်ရောဘာဆက်ဖြစ်မလဲအဖြေကတော့အခွင့်အလန်းတွေအတွက်တကားကိုအကျေတကြီးဖွင့်ပေးလိုက်တယ်လို့ပါပဲဆိုတော့ဒီအပိုင်းမှာတော့အဲ့ဒီအခွင့်အလန်းတွေကကိုယ့်စီကိုဘယ်လိုရောက်လာနိုင်မလဲဆိုတာကိုစက်ကြည့်ကြရအောင်အခြေခံစည်းမျဉ်းကရှင်းရှင်းလေးပဲအခွင့်အရေးဆိုတာကလေတိတ်တိတ်လေးပုံနေတဲ့သူတွေစီကိုဘယ်တော့မှတွားမရှာဘူးရဲရဲဝမ်းဝမ်းနဲ့ကိုချဖြတ်ရဲရဲသူတွေစီကိုပဲသူကရောက်လာတတ်တာဒါကိုလက်တွေ့အသုံးချဖို့ကရုပ်ရှင်နဲ့အဆင့်သုံးဆင့်ပဲလို့တယ်ပထမဆုံးကကိုယ့်ရဲ့ရည်ချင်းတွေကိုပွင့်ပွင့်လင်းလင်းပြောရရမယ်ငါဒါတွေလုပ်နိုင်တယ်လို့ယုံကြည်မှုရှိရှိပြောထွက်ရမယ်အစနစ်ကိုကတခြားသူတွေအတွက်ဘယ်လိုတန်ဖိုးရှိလဲဆိုတာကိုပြရမယ်ဘယ်လိုပြဿနာတွေဖြေရှင်းပေးနိုင်လဲဆိုတာလူတွေသိအောင်လုပ်ရမယ်အဲလိုကိုချပြနိုင်ပြီဆိုရင်အစင်တုံးကအဲလိုဖြစ်လာမှာအခွင့်အလမ်းဆိုတာကိုလိုက်ရှာစရာမလိုပဲကိုစီကိုပဲရောက်လာတော့မှာပါပြီးတော့လေနောက်တစ်ခုသတိရထားရမှာကအလုတ်တိုင်းဟာစာတင်ခန်းတစ်ခုလိုပဲဆိုတာပါပဲအသေးဖွဲလို့ထင်ရတဲ့အလုတ်ကြီးကတော့လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲပြဿနာကိုဘယ်လိုဖြေရှင်းမလဲဘယ်လိုကြံ့ခါမလဲဆိုတဲ့တန်ဖိုးမဖြတ်မှန်တဲ့အရေးချင်းတွေကိုသင်ပေးသွားတာတကယ်တော့ဒါတွေကဘယ်တက်ကတူမှမရနိုင်တဲ့လက်တွေ့ဘဝရဲ့သင်ခန်းစာတွေပါဒါကြောင့်မို့ပယ်လို့ကိုမှအထင်မသေးဖြစ်မှုပေါ့ကဲအခုကျွန်တော်တို့ပြောခဲ့သမျှအားလုံးကိုချုပ်ပြီးတော့အစားအထက်ဆုံးညီကုန်းတစ်ခုကိုတွားကြရအောင်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့လိုရင်းနဲ့ရက်လက်တွေကိုပဲစကားပြောခိုင်းလိုက်ဖို့ပါပဲဒါကတကယ်ကိုအတိအကျပြောင်းလဲပြမယ်သူခေါ်ပုံပါပဲလူတွေရဲ့အမြင်ကိုဂရုစိုက်နေတာတွေကိုရလိုက်တော့အဲ့ဒီအစကိုယ့်ရဲ့အလုပ်အရေးတွေကိုဖန်တီးလိုက်တဲ့ရလက်ဒီပေါ်မှာပဲတရားရာခိုင်နှုန်းအာယုံစိုက်လိုက်မာနာကိုခဏပေးဖက်ထား
ပြီးတော့လက်ကြိုးတင်းတင်းတာအလုပ်လုပ်လိုက်ပါဇလန်ကအမြဲတမ်းရှင်းရှင်းလေးပဲလေကိုအလုပ်ကိုတန်ဖိုးထားပြီးမရှက်မကြောက်လှုပ်ရဲတဲ့သူတွေကပဲနောက်ဆုံးမှသူတို့နဲ့ထိုက်တန်တဲ့အောင်မြင်မှုကိုရရှိသွားကြတာပါ အရာအလုံးကဒီအားပြပါတဲ့စကားတစ်ခွန်းမှပဲအဆုံးသတ်သွားပါတယ်အဲ့ဒါကတော့နောက်ဆုံးထွက်လာမယ့်ရလက်ကကို့အစားစကားပြောသွားပါလိမ့်မယ်ဒီတော့နောက်ဆုံးနေတဲ့မဲကြီးတဲ့မိငုံတစ်ခုကတော့ကို့ကိုစားစကားပြောသွားမယ်အဲ့ဒီရလက်ကဘာများဖြစ်မလဲ